အားလုံးပဲမင်္ဂလာပါအဖန်ဆိုင်ပြန်ရောက်လို့လာပါပြီဆိုတော့ကျွန်တော်တို့ဒီနေ့ကြံနေတဲ့ part 2လေး part 2မှာဘာကြံမလဲဆိုတော့ကျွန်တော်အနေနဲ့ new commander Gusion နဲ့ revamp commander ယူဆောင်နှစ်ကောင်ကြံမယ်အဲ့တော့ကျွန်တော်တို့ season part 2ကိုမစခင်ပြောရမယ်ဆိုရင်တော့မကြည့်ချက်ကိုဒီ offline မဟုတ်ကြပါပြီမီးပြက်အခုလိုအချိန်မျိုး wifi မရခဲ့တဲ့အချိန်ကြီးများကျွန်တော်အနေနဲ့ဆော့လို့ရပြီဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ Commander Gusion အကြောင်းလေးစလိုက်အောင် Commander Gusion ရဲ့စကီးကဘာလဲဆိုတော့ကျွန်တော်တို့ရဲ့အနေနဲ့ကျွန်တော်တို့ရဲ့ဘယ်ဘက်မှာစီလီကိုင်လို့ခေါ်တဲ့စီလီကိုင်ကဘာလားမသိဘူးတိကျမသိခဲ့အဲ့ဒီအားလေးရှိတယ်အဲ့ဒီဟာလေးမှာ Rose Energy ပါတယ်တော့ Rose Energy က random ပေးတာအဲ့ဒီ random ကိုကမကြိုက်ရင်3ခါပြန်ပြီးလှည့်ရှာလို့ရတယ်ကျွန်တော်အခုဒီမှာဗီဒီယိုထဲမှာပြန်လာလို့ပဲလှည့်ရှာလို့ရတယ်ကိုကြိုက်မှကိုရှုမကြိုက်ရင်ကန်ဆယ်နေပြီဘေးဖယ်လို့ရတယ်အေးအဲ့ဒါထည့်ပြီးပြီဆိုရင်အဲ့ဒီကိုထည့်လိုက်တဲ့ hero ကိုသူက synergy ကို stop သားနဲ့ပိတ်ကပ်ပြီးလိုက်တာရောင်းသားလည်းမပါတော့ရောင်းသားလည်းဖင်ကတ်သွားမပြတ်တော့ကြံခဲ့ရောအဲ့လိုမျိုးပေါ့နော်သူရဲ့သူစတာစကေးကတော့ကျွန်တော်အနေနဲ့ round 2-1မှာတစ်ခါရမယ်ပေါ့နော်အဲ့တော့စုစုပေါင်းကျွန်တော်အနေနဲ့ကိုယ့်ရဲ့ Gusion 2စတာဆိုရင်ဒါမျိုးနှစ်ခါပြန်သုံးလို့ရမယ်ဟုတ်ပြီနော်ဆိုတော့ဒါပါပဲ Gusion အနေနဲ့ကတော့ဆိုတော့ကျွန်တော်တို့ revamp commander ယူဆောင်လေးကိုစပြောအောင်သူကကျွန်တော်တို့အခုလက်ရှိမကြည့်ရကိုရဲ့ပေါင်ကို revamp လုပ်ထားတဲ့ယူဆောင်ဖြစ်ပါတယ်စပဲကနှစ်ခုကအကွာကြီးပါဘာမှကိုမဆိုင်တဲ့စပဲပါဆိုတော့သူကဘာလုပ်ပေးရလဲဆိုတော့ stage 2 crit round မှာလာတဲ့ကိုကကိုသူ level တင်မိတာဒဇင်းတင်မိတာအပြာဆိုခရမ်းဆိုရွှေဖြစ်သွားတယ်တကယ်လို့လက်ရှိမှာရွှေဆိုရင် Black Dragon Treasure ၄ခုတွေကတစ်ခုကိုပေးတယ်အဲ့ဒီ၄ခုကဘာလဲဆိုတော့ equipment chest 2ခု magic crystal chest တစ်ခု synergy အများဆုံးတွေက hero ၄ကောင် shop ပေါ်မူတည်တဲ့၄ကောင်58ချက်အဲ့ဒီ၄ခုတွေကတစ်ခုကိုပေးမှာဖြစ်ပါတယ်သူရဲ့ဒူစတာစကီးကကြတော့ကျွန်တော်တို့ရဲ့အနေနဲ့ stage 3မှာပါအလုပ်ဖြစ်မှာဖြစ်ပါတယ်သူကတကယ်လို့ရွှေနှစ်ကတ်ဆိုရင်အဲ့ဒါနှစ်ခုရမယ်ခရမ်းနှစ်ကတ်ဆိုရင်ရွှေနှစ်ကတ်ပဲတော်တော်ကျန်းနေဗျကျန်းတာတော့ကျန်းတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲခင်ဗျာကျွန်တော်တို့ကြည့်ရှုပေးကြတဲ့သူတွေအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ